အဲ့တော့ဒီမှာခုပြောချင်တာဒီနေ့စားခဲ့အဲ့ဒီဒီနေ့ကြည့်ခဲ့တဲ့ကြောက်ဝစုံကားလေးပေါ့နော်အဲ့ဒီကားလေးကို review ပေးချင်ပါတယ် I wanna be your lost star ညာမွေးပန်းလေးရဲ့ကြောက်ဝစုံဆိုတဲ့ကားလေးပါreview လေးအနေနဲ့ပြောရမယ်ဆိုရင်ဒီကားလေးကတော့ပြုံးပြုံးလေးနဲ့ကြည်ကြည်နူးနူးလေးနဲ့ကြည်သွားလို့ရတဲ့ကားမျိုးလေးပေါ့နော်ဒီမှာလို့ပူပင်စရာတွေမကြည့်ချင်မဲနဲ့အခြေရုပ်ရှင်တွေကိုပဲတိတိတနန်လေးပေါ့နော်အငြင်းငြိမ်လေးကြည့်ချင်တဲ့သူတွေနှလုံးသားကိုချူချူအေးလေးနဲ့ငြိမ်ငြိမ်လေးနဲ့အစာကျွေးချင်တဲ့သူတွေအတွက်ကွက်တီပဲအကြည့်တင်ဆုံးကားလေးပဲအရင်ကဆိုလို့ရှိရင်ဒီကားမျိုးလေးပေါ့နော်ဒီလိုကားမျိုးလေးတွေကိုအရင်ကဂျပန်တို့တရုတ်တို့ရိုက်တဲ့ကားမျိုးလေးတွေမှာအိမ်မှာတို့ကြည့်ပြရပေါ့နော်ဒီလိုကြည့်နေကြလူမျိုးဆိုရင်တော့အခုကားလေးကတော့ကြည့်နေနေငါတို့စီမှာလည်းဒီလိုမျိုးပေါ့နော် message တွေအလုံးလိုက်အရင်လိုက်ကြည့်ကြည့်ပေးနေရမျိုးမဟုတ်ပဲတည်ရမလားငင်းငင်းလေးနဲ့လက်ရှိတရုတ်ဆောင်နေရတဲ့အပြင်ကအတိုင်းပဲတရုတ်ဆောင်နေတဲ့ဟာလိုမျိုးပဲပေါ့နော်ပြင်ကအတိုင်းမြင်နေရတဲ့ဟာလိုမျိုးတရုတ်ဆောင်နေတသားလေးကြာနေရမျိုးလေးကွာအဲ့လိုမျိုးလေးမြင်ရတော့ဝမ်းသာမိတယ်သဘောကျတယ်ပေါ့နော်အဲ့တော့ဒီကားထဲမှာတော့တချို့ sponsor ပေးတဲ့ဟာလေးတွေကတော့တော်တော်များတယ်အဲ့တော့ထည့်သုံးသွားတဲ့ဟာလေးတွေလည်းရှိရဆိုပေမဲ့ကိုကတော့ချစ်တဲ့မျက်စိနဲ့ကြည့်ရသူဆိုတဲ့အခါကျတော့အဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့တွေအလုပ်လုပ်တဲ့ဟာကဘာဆိုတဲ့အခါကျတော့ဒီလိုဘာဆိုင်တွေခဏခဏသူတို့ရိုက်ကြတယ်ပြီးတော့စားနေကြစားတွေပဲပေါ့နော်သူတို့ချိန်နေပါညာဆိုတဲ့ကိုစားနေကြစားတွေပုံမှန်စားကြတာကွာအဲ့လိုဆိုတော့အဲ့ဒါလေးတွေကလည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဘုံဘုံကတော့ဘလို့ကြီးလို့ကောင်းနေရဆိုတဲ့အခါကျတော့တချို့ scenes လေးတွေမှာသူကဒေါသထွက်တယ်ဆိုပေမဲ့ကိုအနေနဲ့သူ့ဒေါသထွက်တယ်ဆိုတဲ့မျက်နှာကိုမမြင်မိနေဘူးဖြစ်နေရပေါ့နော်ဆိုတော့နောက်ပြီးတဲ့အခါကျတော့နိုင်ငံခြားကိုရောက်တဲ့အခါမှာလည်းပတ်စံထွက်စားတဲ့ဟာလေးတွေကကြတော့လေကိုရီးယားဘောစီမဟုတ်တော့ပုံမှန်ဆိုလည်းဒီလိုပဲပတ်စံထွက်စားနေကြဆိုတော့ဒါလေးတွေကလည်းအလုံးဝသဘာဝအတိုင်းပဲကွာဖြစ်နေကြပုံစံလေးတွေပေါ့ပြီးတဲ့အခါကျတော့နောက်ဆုံး scenes မှာဆိုလို့ရှင်တော့သူတို့ဦးရရေးထားအဲ့အဟောင်းဆိုင်ဆိုတဲ့ချင်းလေးတော့ထပ်ထည့်စီချင်တာပေါ့နော်တိုင်းမှအနေနဲ့ပေါ့နောက်ပန်းအောင်ကကြတော့သူ့ရဲ့တရုပ်ဆောင်တာတော့လုံးဝအရင်တရုပ်ဆောင်ကောင်းနေပေါ့နော်ဒီမှာမြင်နေတဲ့ဟာတော့သူငိုနေရလေးကကြတော့လေအပြင်မှာပေါ့ကွာသူ့အဖေဆုံးသွားတဲ့ခါကျတော့ဟင်ရီဆန်နဲ့လည်းသူတို့တွေ့ရဲ့အချိန်မှာသူငိုနေတာပေါ့နော်ငိုနေတဲ့ခါကျတော့တူနဲ့ကွာတိလာအဲ့အချိန်ကကြတော့တခြားသူတွေကြားထဲမှာလည်းရှိနေတယ်အရန်ကြီးကလည်းငိုလို့မရအောင်ဒါမှလည်းအရန်ငိုရတယ်ငိုချင်နေပေါ့နော်အဲ့တော့ခံစားချက်ကိုသူကမျိုးသိပ်ပြီးတော့ငိုနေတဲ့ဟာတွေကလည်းလုံးဝကွက်တီပဲတဘာဝအရန်ကြတယ်ပေါ့နော်ဟင်ရီဆန်ဖြစ်တရုပ်ဆောင်တဲ့ကိုတီဟာကလည်းဒီအဲ့ထဲမှာဆိုတော့ဘောစီဆိုပြီးတော့ပေါ့နော်အရန်အတင်းအန်းနေရမျိုးမဟုတ်ဘဲနဲ့ကိုချစ်တဲ့ကောင်မလေးကိုဂယူဆိုင်ပြီးတော့မျက်နှာပြီးတော့ပေါ့နော်ဘာလေးတွေလိုအပ်မလဲဂယူဆိုင်ဆောင်ရှောက်တာတွေကလည်းတကယ်ကိုကြည်နူးစရာကောင်းတယ်အဲ့တော့မင်းလေးနဲ့ကိုတီဟာရဲ့ဒီထိုင်းမှာရှိတဲ့ scenes တွေမှာဆိုလို့ရှိရင်ပေါ့နော်တချို့ scenes တွေထိုင်းမှာရှိတဲ့ scenes တွေမဟုတ်ပါဘူးဒီမှာရှိတဲ့ scenes တွေမှာဆိုလေတချို့ scenes တွေဆိုလို့ရှိရင်လေပချီကားလေးလိုပဲလှလိုက်တာဆိုပြီးတော့ကိုကြည်နေရတဲ့ဟာမျိုးလေးပေါ့နော်ဆိုတော့အဲ့ထဲမှာဆိုရင်ကိုဟင်နီဆန်ကရှမ်းလိုမျိုးပေါ့နော်တချင်းလေးဆိုသွားတဲ့ဟာလေးရှိတယ်ဂီတာလေးတီးပြီးတော့ရှမ်းလိုဆိုထားတဲ့ချယ်ရီဘယောက်တစ်ခေါက်ဆွဲတချင်းလေးမှာဆိုလို့ရှိရင်လေသူဆိုသွားတာအရန်ကောင်းတယ်ဆိုတော့အဲ့ဒီဟာလေးပြီးတော့လက်ခုပ်တောင်းတီးတော့မလို့ပြီးတော့ဒီကားထဲမှာတုံထားတဲ့ jazz တချင်းလေးတွေကလည်းအရန်နားထောင်လို့ကောင်းပြီးတော့လေငိမ့်ငိမ့်လေးနဲ့လုံးဝကွာ share ပဲကြားဘူးနေကြမဟုတ်တဲ့အဲ့ထဲမှာဆိုသွားတဲ့ဆန်းဝင်တချင်းအနေနဲ့ပေါ့နော်အောင်ဆန်ပြိုးဆိုထားတယ်လို့သိရပေါ့နော် Find the Light of the Silver Moon ဆိုတဲ့တချင်းလေးရဲ့နောက်ပြီးတော့အကီးဆိုထားတဲ့အဟောင်းဆိုင်ဆိုတဲ့ဇဝင်ကန်တချင်းလေးရဲ့အဲ့ဒါလေးတွေကလည်းလုံးဝရှင်ထဲကိုဆွဲကြံစီခဲ့တယ်နောက်ပြီးတော့အဲ့ထဲမှာတုံထားတဲ့ It Had to Be You ဆိုတဲ့တချင်းလေးနောက်ပြီးတော့ခရီးပေါ် T42 ညာမွေးပန်းနောက်ပြီးတော့ပိုင်အောင်ဆိုထားတဲ့မခုကြီးရဲ့နောက် animation ဆိုထားတဲ့မဲခုမျိုးဆိုတဲ့တချင်းလေးတွေလည်းလုံးဝဇက်နဲ့ကွက်တီပဲကွာဒီလားဆိုတော့မြန်မာရုပ်ရှင်ကိုတော့ဒီလိုမျိုးတစ်ခါမှတော့ review မပေးဘူးအိမ်မအတွက်ကတော့အစအလည်းအဆုံးကြည်ရတာလည်းတန်တယ်ကြည့်လို့လည်းမဝဘူးနောက်ပြီးတော့နောက်ထပ်လည်းကြည်ချင်နေမိရဲ့တက်ခါကြည်ချင်နေမိရဲ့ရုပ်ရှင်လေးတစ်ခုဖြစ်နေမှတ်တမ်းတင်မိပါတယ်ကိုယ့်ရဲ့ကြောက်ပစုံကတော့ကန်လာသွားနေတဲ့ကန်တန်တကောင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်စင်ပြေရဆိုရင်ညမွေးပန်းလေးရဲ့ကြောက်စုံဆိုတဲ့ဗီဒီယိုလေးကိုကြည့်ကြဖို့တိုက်တွန်းလိုက်ပါမယ်တတား